အိမ်မက်ထဲမှာသူမြဲရောက်တာချစ်တဲ့ကြောင်းလေးပွင့်ဟာဖို့ကိုငါတကယ်မဝင်ရပါသူရှေ့ရောက်ရဲ့စွမ်းအားသွားပိုင်းပြင်းနဲ့ကြံခဲ့ရသူငါချစ်တဲ့ကြောင်းလေးပဲဖွံ့ဖြိုးဖို့စဉ်းစားထားတဲ့ခေါင်းလေးရဲ့သူ့ကိုငေးကြည့်ရင်လည်းရောက်သွားခဲ့တာမြောင်းလေးတဲ့အိမ်ရောက်ရင်လည်းတွေးမိတာသူ့အကြောင်းလေးပဲလုံးသားကသုံးမပြရသေးမဟောသေးတဲ့အတွက်ကြောင့်များနှမောင်ရဲ့ချောရဲ့ချစ်ကိုဈေးတင်ပြီးတော့ရောင်းပေးခွဲအဲ့လိုပေါက်ကရဆဆလေးတဲ့တွေးပြီးကျွန်တော်အားကိုးရှာမိတာပါသူရှိမနေရလေးကိုသွားလို့ကကြည့်တာပါငယ်ချင်းတွေရဲ့ကိုကြီးမရတော့အားလုံးနာမိတာပါကျွန်တော်ရဲ့ချစ်တဲ့ဖြူစင်နာကိုများတို့ကမသိတာလားညာတိုင်းမဲ့သူ့ရဲ့ရှေ့ကိုသွားပြီးဂီတာတီးပြီးချင်းတွေသွားလို့ကနေတာပါတဲ့ကိုလေးနေကိုငါချစ်လို့တယ်နေနာမရဲ့လုံးမြဲကနေခွင့်ရချင်တယ်တဲ့ကိုလေးနေကိုငါချစ်လို့တယ်နေရှေရောက်ရဲ့လွယ်နေမှာဖြစ်တဲ့ရှင်လေးကိုလို့ပါကိုငါချစ်လို့တယ်နေရတိုင်းပဲယိုနေတော့ဆိုပြတ်သက်လိုက်မယ်အိမ်မတဲကတိုင်းဆိုငါရဲ့ဖုန်းမနေရကောင်းလေးမစ်ဆက်လိုက်ကွယ်လက်တွေမှာလွယ်နေအိမ်ရှိကိုရောက်တော့ငါ့ကိုခွေးထွက်ကြိုက်တယ်ငါကလမ်းပေးကြိုက်တယ်ဆိုတော့နေဘေးကကောင်းတယ်လို့မျိုးလဲမိုက်တော့ငါနောက်ဆုတ်ပြီးတော့ဘေးထွက်လိုက်တယ်တန်းထဲမှာလဲရှည်သူကကကြီးကျုပ်ကခါခွေးပဲခါကလေးရဲ့သူမှကျွန်တော်မျက်နှာနဲ့ကိုထားပြေးတယ်ချစ်မိတဲ့ဘွားလေးတဲ့ဝေဖို့တော့ကိုငါမတွေ့ရဲ့အမှန်တော့ကျွန်တော်ရုပ်ကမဖြောင်းပါဟုတ်ရုပ်ကမကောင်းပါစိတ်သားတွေဖြစ်ပြီးတော့သွားခုရတာဥက္ကကြောင်းပါဟုတ်မှန်ကြောင်းများကိုတုံးကြပြောပြဖို့ကျုပ်တစ်ဖက်မောတော့ဘယ်တော့မှလည်းလုံးကြပြောပါသူကစတရလဲလာတယ်မသိတာတို့ထက်လဲသူပြောဖို့တွေ့ယူသွားမှဆယ်လီနာကိုမလဲကဲကြီးရလဲကချစ်စရာလဲအိုးစမ်းတဲ့ရှယ်ကြီးကသွေးပြရဲ့ဘယ်ပကြီးမှရေးမရလို့အိုးခတ်တယ်အိုးခတ်တယ်တဲ့ကိုလေးနေကိုငါချစ်လို့တယ်နေနာမရဲ့လို့မြဲငါနေခွင့်ရချင်တယ်တဲ့ကိုလေးနေကိုငါချစ်လို့တယ်နေရှေရောက်ရဲ့လွယ်နေမှာဖြစ်တဲ့ရှင်လေးကိုလို့ပါလုံးသားကိုပြသွားတယ်ပြီးမသွားမနဲ့နေခဲရမင်းနေအောင်နဲ့မင်းကလွယ်ရင်ကိုွယ်စိတ်ကိုရပြီးထားရင်လည်းလက်တွေမတွေနေနာမှာမြဲရှိတဲ့ပဲပဲလေကိုဘွားကိုပဲဒါလေထားရင်လည်းလက်တွေမတွေ